K-virus ကကြောက်စရာကောင်းလားအခုရက်ပိုင်း Facebook နဲ့ TikTok မှာ K-virus ဆိုတဲ့ယောဂဘိုးအသစ်တွေ့နေပြီးကြောက်စရာကောင်းတယ်ဆိုပြီးသတင်းတွေတွေ့နေရလို့စိတ်ပူနေကြလားတချို့ကလည်း lockdown တွေပြန်ကြတော့မလို့ကဲယောဂကြီးပြန်ကြတော့မလို့ပြောနေကြတော့စိုးရိမ်စိတ်ဝင်နေကြမှာပါဒီဗီဒီယိုလေးမှာတော့ K-virus နဲ့ပတ်သက်ပြီးအမှန်တကယ်စိတ်ပူသင့်မပူသင့်ဆိုတာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Mediflow ကဒေါက်တာဇေညီညီဖြစ်ပါတယ်ပထမဆုံးအနေနဲ့သိထားရမှာက virus တွေဆိုတာအများအားမျိုးရိုးဗီဇပြောင်းလဲနေတတ်တဲ့သဘောတဘာဝရှိပါတယ်ဒီ K-virus ကအခုမှအသစ်ဆက်ပေါ်လာတဲ့ virus အသစ်အစမ်းတစ်ခုတော့မဟုတ်ပါဘူးဒီ virus ဟာလက်ရှိ2025ခုနှစ်မှာဗြိတိန်အပါအဝင်ဥရောပနိုင်ငံတွေမှာအဖြစ်များနေတဲ့ရာသီတုပ်ကွေးရဲ့မျိုးကွဲသစ်တစ်ခုပဲဖြစ်ပါတယ်သိပ္ပံနည်းကျအမည်ကတော့ subclade K virus ဖြစ်ပြီး influenza A H3N2 virus တွေကနေမျိုးရိုးဗီဇပြောင်းလဲလာတာဖြစ်ပါတယ်လက်ရှိသတင်းတွေအရတော့ subclade K virus ဟာအသက်ရှူလမ်းကြောင်းကနေအဓိကကူးစက်တာဖြစ်ပြီးလက္ခဏာတွေကတော့တာမန်တုပ်ကွေးတွေလိုပဲဖြစ်ပါတယ်ဖျားတာချောင်းဆိုးတာလဲချောင်းနာတာနဲ့ကိုယ်လက်ကိုက်ခဲတာတွေဖြစ်တတ်ပါတယ်ဒါဆို K virus ကကြောက်စရာလားလို့မေးရင်တော့အဖြေကမကြောက်ပါနဲ့ဒါပေမဲ့သတိလည်းမပေါ့ပါနဲ့အထူးသဖြင့်ကိုယ်ခံအားနည်းတဲ့သူတွေတက်ကြီးရွယ်သူတွေနဲ့ကလေးတွေမှာတော့ဂရုစိုက်ဖို့လိုအပ်ပါတယ်ကျန်းမာရေးကောင်းမွန်တဲ့လူငယ်လူလက်ပိုင်းတွေအတွက်တော့တာမန်တုပ်ကွေးကုသမှုနဲ့တင်တက်တာပြောက်ကင်းနိုင်ပါတယ်ဆိုရှယ်မီဒီယာကဖြန့်တဲ့သတင်းကောင်းစင်တွေကိုကြည့်ပြီးကြိုတွေးပူပန်တာတွေမဖြစ်ကြဘူးအကြံပေးခြင်းပါတယ်K virus ကိုကာကွယ်တဲ့နည်းလမ်းတွေကတော့ကျွန်တော်တို့ရင်းနှီးပြီးသားနည်းလမ်းတွေပဲဖြစ်ပါတယ်လက်ကိုမကြာခဏဆေးပါလူထူထပ်တဲ့နေရာတွေသွားရင် mask တက်ပါအေးရေးဝဝအိပ်ပြီးကိုခံအားကောင်းအောင်နေပါအနှစ်ချုပ်ပြောရရင်အပြင်မှာဖြစ်နေတဲ့ယောဂဘိုးထက်ဖုန်းထဲကလန့်အောင်ပြောတဲ့သတင်းတွေကပေးတယ်စိတ်ယောဂကပိုပြီးတော့ကြောက်စရာကောင်းပါတယ်ဒါကြောင့်သတင်းအမှားတွေကိုရှောင်ပြီးကာကွယ်မဲ့နည်းလမ်းတွေကိုစနစ်တကျလိုက်နာဖို့တိုက်တွန်းလိုက်ပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like နဲ့ share လုပ်ပေးပြီးနေ့စဉ်ကျမ်းမာရေးဘူးတုဒတွေအတွက် Mediflow Channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ